Hello hi ဒီ video မှာဒီ brother မေးထားတာဟိုပြန်ဖြေဘယ်လို sound လဲပေါ့ဗျာကျွန်တော်ဒီရဲ့ delta force မှာဘယ်လိုမျိုးတင်း sound လုပ်လို့ရမလဲဘယ်လိုမျိုးကို sound လေးလုပ်လို့ရမလဲဆိုတာကိုပြပြပေးမယ် okay ဒီဆောင်ပေးတောင်းသွားရအောင်ပေးတောင်းသွားမယ်ဆိုရင်လွယ်ဆုံးအရင်ဆုံးကျွန်တော်တို့မှာကလွယ်လေးပဲကျွန်တော်တို့ဒီ setting ကိုအရင်သွားလိုက်တယ် setting ကျွန်တော်ဒီတောက်မှာခွေသွားစိတ်ပုံစံလေးရှိအဲ့ဒါနှိပ်လိုက်နှိပ်ပြီးသွားရင်ကျွန်တော်တို့လွယ်လေးပဲ basic ထဲက control သွားတယ် control ဆိုရှိတယ် okay control မှာကျွန်တော်ဘာရှိလဲဆိုတော့ဒီမှာထိတ်ဆုံးပါပဲเนาะ link peak ဆိုတာရှိတယ် link နော် okay done link ဆိုတာသူကခဏကို sound ခဏကိုရိုင်လိုက်တာပေါ့နော်ခဏကိုအဲ့လိုလုပ်လိုက်တာ sound လိုက်တာ peak ဆိုတာချောင်းကြည့်တယ် okay အဲ့တော့ link peak ဆိုတော့ sound ချောင်းပေါ့နော် sound ချောင်းလောက်တာ okay အဲ့ဆိုအဲ့ sound ချောင်းလေးကိုကျွန်တော်တို့ကကျွန်တော်မပေါ်ဘူးဆိုရင်အဲ့ဒါ off ထားလို့အဲ့ဒါလေးကိုကျွန်တော်တို့ on ရမှာနော်ဖွင့်လိုက်ပါ okay အဲ့ဆိုအဲ့ဒါလေးကို online အဲ့ဒါ online လေဆိုရင်ဘာဖြစ်မှာပေါ်လာတယ်လားနော်ဒီမှာနော်ဒါဆိုရင်ကျွန်တော်ပေးဆောင်သွားလို့ရတယ်ပေးတစ်ဆောင်သွားလို့ရတယ် okay ဒီမှာတချို့ကြတော့အဲ့လိုပေးဆောင်သွားတဲ့အချိန်မှာ scope တန်းမပွင့်တာမျိုးရှိတော့အခုလိုမျိုးပေါ့နော် scope တန်းမပွင့်တာဒါကျွန်တော်တို့ scope တန်းပွင့်ချင်တယ်လေပွင့်ချင်တယ်ဆိုရင်လွယ်ပါတယ်ကျွန်တော် Sonar setting ပြန်သွား control ဝင်ပြီးရင် Sonar ကျွန်တော်ဖွင့်ခဲ့တဲ့ link peak အောက်မှာ sound ချောင်းရဲ့အောက်မှာlink peak auto ADS ဆိုတာရှိတယ်အဲဆိုရင်အဲ့ဒါလေးကိုဖွင့်လိုက်တယ်ဆိုရင်ကျွန်တော်တို့က sound လိုက်ပြီဆိုတာနဲ့ scope automatic ပွင့်ကြရောပဲကဲဟုတ်ပြီဒါပဲ okay so scope ပွင့်တာဟုတ်ပြီ scope လည်းပွင့်ပြီကိုလည်း sound ပြီစီကျွန်တော် scope ကိုထိန်းတဲ့ပုံစံလည်း၃ခုရှိတယ်သူမှာအဲ့၃ခုလေးဖြတ်ကြည့်ရအောင်နော်အဲ့ဒါလေးကလည်းရေးကြည့်တယ်ကျွန်တော်တို့ကိုအဆင်ပြေတဲ့ပုံစံလေးထားဖို့အရေးကြီးတယ် okay အဲ့တော့ကျွန်တော် setting ပြန်သွား control နဲ့ဝင်ပြီးရင်ဒီတောက်မှာတွေ့မယ်နော် link peak mode ဆိုတာရှိတယ်နော်ဒီမှာတွေ့ရနော်ကျွန်တော်တို့ဒီမှာ press hold hybrid ဆိုတဲ့၃ခုတွေ့ရမယ်၃ခုကလည်းရေးကြည့်တယ်ကိုအဆင်ပြေတဲ့ပုံစံလေးထားဖို့ရေးကြည့်တယ်ဆိုတော့အရင်ဆုံးဒီ၃ခုပါကွာလဲဘယ်လိုလဲဆိုတော့ကျွန်တော်ပြောပြရမယ်ပထမတစ်ခုက press ဗျာဒီ press ကိုကျွန်တော်ဖွင့်ထားလိုက် press လေးကိုနှိပ်ထားလိုက်အဖြူလေးပေးထားလိုက်အဲဆိုရင် press ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော် press ကိုဖွင့်ထားလဲဆိုရင်ကျွန်တော်တို့က sound ဖို့ဆိုရင်နှိပ်ရမှာပေါ့နော်ဒါပေမဲ့press ကိုဖွင့်ထားလဲဆိုရင်ပြန် sound ပြီဆိုရင်ကျွန်တော်ပြန်တက်ဖို့လိုတယ်နော်တခါကျရင်ပြန်တက်ဖို့လိုတယ်အဲကြရင်ပြန်တက်ဖို့လိုရင်အဲ့ဒါကိုပြန်ပြီးတော့ဟောက်ထပ်နှိပ်ရတာအဲ့တခုတော့နည်းနည်းဇမ်းတယ်ကျွန်တော်တို့တော့ဇမ်းတယ်မကောင်းဘူး okay အဲ့ဆို sound ဆိုရင်နှိပ်okay အဲ့ဆိုရင် sound လို့နှိပ်ထားလို့ရတယ်အဲ့ဆိုရင်လက်ကတခြားတော့နှိပ်လို့ရတယ် okay လွတ်ထားလို့ရတယ်ကိစ္စမရှိဘူးဒါပေမဲ့ကိုပြန်ပြီးတက်ပြီဆိုရင်အဲ့ဒါကိုပြန်ပြီးနှိပ်မှရမယ်နော်ကျွန်တော်တို့သိမကြိုက်ဘာလို့မကြိုက်ဘူးဆိုတော့ဗျာဒီလိုနှိပ်လိုက်တယ်စောင်းလိုက်တယ်ဟုတ်ပြီဒါပေမဲ့အဲ့လိုစောင်းနေတန်းလန်းနဲ့ကိုကချက်ချင်းပြန်တဲ့ချင်တယ်ဆိုရင်ဒါကိုတစ်ခေါက်ထပ်နှိပ်နေရတာထပ်နှိပ်တခါကျရင်ပွဲမှာဆိုမိတ်တယ်နော်မိတ်တယ်ပြီးတော့လက်ကလည်းမမြန်ဘူးဆိုတော့ချက်ချင်းမရောက်ဘူးဒီမှာတော့ရောက်တယ်ပွဲထဲမှာဆိုမရောက်မိတ်လေအဲ့တော့မိတ်ရမှာဖြစ်တယ်ဆိုမပိတ်မိတော့ခန္ဓာကိုယ်ကြီးအဆောင်းလိုက်တမြောက်လိုက်ပြစ်ဟုတ်လေနော်ခန္ဓာကိုယ်ကြီးအဆောင်းလိုက်မှာအဲ့လိုဆောင်းလိုက်၆သွားနေတော့ဟိုနေရပါဗျာအဆင်မပြေဘူးကျွန်တော်တော့ press ကအဆင်မပြေဘူး press ကဆောင်းခြင်းနှိပ်မဆောင်းချင်တော့ဘူးဆိုရင်ထပ်ပြီးနှိပ်အဲ့ဒါတခုနည်းနည်းဇမ်းတယ်ကျွန်တော်မကြိုက်အဲ့ဆိုကျွန်တော်အဲ့ဒါကိုမထားဘူးကျွန်တော်ထားတာကနောက်ခုထားတာနောက်ခုကဘာလဲဆိုတော့ hold 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 ဆိုတာတော့ခိထားတာ hold ဆိုတော့ဒီရဲ့စောင်းခြင်းဒါကိုဖိမစောင်းချင်တော့ဘူးဆိုရင်တွတ်လိုက်ရပါပြီဒါရမ်းစင်ပြေကျွန်တော်တို့တော့ okay စောင်းခြင်းဖိမစောင်းချင်ဘူးဆိုရင်မစောင်းချင်တော့ဘူးဆိုရင်လွတ်ဒါပဲ okay လက်ကတော့ဖိထားမှရမယ်လက်လွတ်လိုက်ပြီဆိုရင်စောင်းတဲ့ဟာပြန်တိတ်သွားတယ်အဲ့တခုကကောင်းတယ် okay ဒါပဲ hold ဆိုတာကဒီလိုပဲနော်ကဲ okay ဒီလိုမျိုးokay မလွတ်လိုက်ဆိုတော့လည်းသူပြန်တိတ်သွားတယ် okay ဒါကတော့ hold ပေါ့နောက်တစ်ခုကဘာလဲဆိုတော့ hybrid ဆိုတာကဘာလဲဆိုတော့ဗျာ तू ကနှစ်ခုပေါင်းထားသေးတာ hybrid ရဲ့အတိတ်ပဲပေါ့ तू ကနှစ်မျိုးဆက်
ဆိုတဲ့သဘောမျိုးလေနော်နှမျိုးဆက်ဆိုတဲ့သဘောမျိုးကတော့ press ကို hold ကိုနှစ်ခုလုံးကိုပေါင်းထားပြီးတယ်အဲ့တော့ hybrid ကိုကျွန်တော်ထားလိုက်ပြီဆိုရင်hybrid မှာဆိုရင်ကျွန်တော်တို့ကနှမျိုးလုံးလုပ်လို့ရတယ်ရှေ့က press ကလုပ်တယ်လို့မျိုးထိထားလိုက်လက်ကိုလွတ်လိုက်ခြားလက်ရှိနေလက်ကိုလွတ်ထားလို့ရတယ်ပြီးတော့ပြန်ပြီးတင်းချင်တယ်ကုံဆောင်ချင်တော့ဆိုရင်ပြန်နှိပ်အဲ့လိုမျိုးလည်းရတယ်ဒါမှမဟုတ်ရင်ဆောနာ hold လို့မျိုးထိထားပြီးတော့မှမဆောင်းချင်တော့ဘူးဆောင်းချင်တဲ့ဆိုဖိထားမဆောင်းချင်တဲ့ဆိုလွတ်နှမျိုးလုံးရတယ်ဒါတော့ hybrid ပေါ့နော် hybrid ကြအဲ့လိုလုပ်ဒါပဲ okay အဲ့ဒါကျွန်တော်အနေနဲ့ဆိုကျွန်တော်ကတော့ hold ကိုသုံးတယ်ဘာလို့ဆိုတော့တစ်ခါလေကြာရင်ပွဲထဲမှာဆိုတိပါတယ်နော်ပွဲရောက်သွားပြီဆိုရင်တိပါတယ်တစ်ခါကြာရင်ဆောင်းအမြန်ဆောင်းလွတ်ပြီးတော့ပြန်ပုံအဲ့လိုမျိုးရှိရတယ်နော် okay so ဒါပါပဲဆိုတော့ similar ဒီမှာလည်း brother ရေ okay so နောက်မှပြန်တွေ့ရအောင် okay